ကျွန်တော်အရန်ကြွေတဲ့blinking ကျွန်တော်အခုလေ့ကျင့်နေတော့မရသေးဘူးဒါပေမဲ့ကျွန်တော်နည်းနည်းရတာဆိုတော့ပြန်အကြံလေးတီးပြမယ်နော်ဒါလည်းမမမယ်ပြီးတော့နောက်တစ်ခုရှိသေးတယ် sorry